50ရာခိုင်နှုန်းပညာဒါနအဲ့ဒါဘာလဲဆိုလို့ရှိရင်တနေ့တုန်းကဗီဒီယိုကိုအဆုံးထိကြည့်တဲ့ကောင်မလေးဆိုသူနေရာမရတော့မှဆိုလို့ဆိုပြီးတော့အညာလာပြည့်အပ်တာသူကတော့လာအပ်သွားပါပြီဆိုတော့အဲ့ဒီ50ရာခိုင်နှုန်းပညာဒါနကဟိုတနေ့ကဗီဒီယိုရဲ့နောက်ဆုံးလေးမှပြောထားတယ်မြင်တဲ့သူတွေမြင်တာပေါ့နော်အခုမှဒီအကြောင်းကိုတည်တည်ကြကြကြောင်းညာမှာဖြစ်တဲ့အတွက်50ရာခိုင်နှုန်းပညာဒါနရချင်တဲ့သူတွေကဒီဗီဒီယိုကိုစုံတဲ့အထိကြည့်ပါအဲ့ဒါကဘာလဲဆိုလို့ရှိရင်အခုအမတို့8လပိုင်း15ရက်နေ့ရန်ကုန်စက်ပြလက်တွေ့တင်တန်းရှိပါမယ်ရန်ကုန်စက်ပြလက်တွေ့တင်တန်းကဟောအရင်ပွဲလေးလိုပါပဲတင်ပေးမဲ့ဥစ္စာတွေကပကံစေးအဝင်းလျှော်ရေချိုးတဘာဝရှမ်ပူဆက်ပြခဲ့ဖူဂျီလိုဆက်ပြခရင်ဆိုပြီးတော့မှ6မျိုးကိုလက်တွေ့မှာတင်ပြီးတော့10မျိုးရှိတဲ့ online class တွေကိုထည့်ပေးသွားမှဖြစ်ပါတယ်ပုံမှန်တင်တန်းချင်း10သိန်းကို9သိန်းအတိနဲ့တင်ရမယ့်ပွဲဖြစ်ပါတယ်တင်တန်းကတော့အရင်လိုပါပဲစမ်းချောင်းမြို့နယ်အာရှတော်ဝင်စေရုံနီး Capital Supermarket နဲ့မျက်နှာချင်းစိတ်တဲကကွန်ဒိုမှာတင်မှာဖြစ်ပါတယ်လက်ရှိခွဲရောက်မနေ့ကညနေ9တဲပြတ်တင်တန်း50ရာခိုင်နှုန်းလျှော့တာမို့လို့သူများတွေလို့ဝန်ဆောင်မှုမပေးဘူးလို့မထင်ပါနဲ့အရင်တင်တန်းပွဲတွေကတင်တန်းသားတွေနီးတူဝန်ဆောင်မှုကိုရရှိသွားမှဖြစ်ပါတယ်အမတို့ကလက်တွေ့တင်တန်းကိုတင်တော့တာတရက်ပြက်အနေနဲ့တင်လိုက်ပေမဲ့နောက်ဆက်တွဲလုပ်ပေးရတဲ့အလုပ်တွေကစုံစားမရှိလုပ်ပေးရတာဖြစ်ပါတယ်ထောက်လုပ်ခွင့်လိမ့်စင်လုပ်ချင်တယ် logo မပုတ်တင်လုပ်ချင်တယ်ဘယ်လိုလုပ်ရမလဲဘယ်လိုသွားရမလဲဘယ်လိုလာရမလဲဘူးဆက်ယုံတိချင်တယ်ဂျက်ဖာဆက်ယုံတိချင်တယ်ဒစိတ်တွေလုပ်ချင်တယ်ဒါတွေကိုမတို့ကစက်တိတ်လမ်းညွှန်ပေးသွားတာဖြစ်ပါတယ်ဒါကြောင့်မလို့စိတ်ဝင်စားတဲ့သူတွေက3992806864မှာအမြန်ဆုံးလာအပ်ဖို့ပြောချင်ပါတယ်ဒီတင်တန်းက50ရာခိုင်နှုန်းပညာဒါနပေးတာဖြစ်တဲ့အတွက်9သိန်းကျပ်ပဲကြာမှာဖြစ်တဲ့အတွက်လူပြည့်မြန်ပါလိမ့်မယ်ဒါကြောင့်မလို့ဒီဗီဒီယိုတွေ့တာနဲ့ကိုကတင်တန်းတက်မယ်လို့စိတ်ကူထားတဲ့ဆိုအမြန်ဆုံးလာပြေးအပ်ထားလိုက်ပါတစ်နှစ်လုံးမှဒီလိုမျိုးတပွဲပဲရှိပါတယ်။ဘာလဲဆိုတော့အမရဲ့မွေးလာမို့လို့ပါ။မွေးလာက6လပဲ။6လပဲဆိုလို့ရှိရင်အမကမွေးလာဖြစ်တဲ့အတွက်တိတ်ပြီးတော့မှအားမမဟုတ်တဲ့အတွက်ဒီလိုမျိုး50ရာခိုင်နှုန်းရှော့တဲ့တင်တန်းပွဲကို8လပဲ15ရက်နေ့မှာလုပ်ပေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့စိတ်ဝင်စားတဲ့သူတွေကအချိန်မစိမ့်မဲနဲ့အမြန်ဆုံးလာအပ်ပါ။တင်တန်းကလူအများကြီးလက်မခံပါဘူး။လူကြီးကန့်တက်ထားပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုတွေ့ပြီဆိုတာနဲ့ကိုနေရာရဖို့အတွက်အမြန်ဆုံးလာပြေးအပ်ထားဖို့ပြောချင်ပါတယ်။စက်ပြဆိုတာလူသုံးကုန်ဖြစ်ပါတယ်လူသုံးကုန်ဖြစ်တာဖြစ်တဲ့အတွက်ဘယ်သူပဲလှုပ်မတိမ်ကောတဲ့အလုပ်ဖြစ်ပါတယ်ဒါကြောင့်စိတ်ဝင်စားတဲ့ဆိုအញ្ញံဆုံးလက်အပ်ထားဖို့ပြောချင်ပါတယ်